ကိုဘာမိမမှာရွေး3မှရှိတယ်ပါရွေး 3မှပဲရှိမိဘကိုဒုက္ခပေးတယ်ရွေယောက်ျားကိုဒုက္ခပေးတယ်ရွေတမတ်တော့မဟုတ်ချွေးမကိုဒုက္ခပေးတယ်ရွေအဲ့ရွေ3မှပဲရှိတယ်ဒါတော့ဂျားပေါက်အဖြစ်မနေအိမ်အောင်ပြုမယ်ဆိုရင်ယောက်ျားလေးတွေနဲ့နားထောင်ရမယ်အချိန်က2ချိန်ရှိတယ်ငယ်ရွယ်တုန်းချိန်မှာမိဘစကားကိုနားထောင်ရတယ်ကြီးတဲ့ချိန်မှာမိမစကားကိုနားထောင်ရတယ်အဲ့လိုမှမဟုတ်ရင်သူတို့ဘုရားငရဲအိုးချိုးကတ်တာပဲကိုဆိုတော့ကျွန်တော်တို့စာအုပ်တွေထဲမှာမပါတသနာတွေတင်ယူလိုက်ရတာပဲဖြစ်ပါတယ်အကိုကမပြောမလဲဘယ်မှနားထောင်စီးအောင်ပြောရမရှိပါကိုဆိုင်ကတော့တန်းမဝင်သူကလူမျိုးပဲရှိသေးတော့သူတို့ကဘဝကိုတော်တော်ဖက်တမ်းပြီးပြီဥမာမမေးလောက်ပြောတယ်နေအခုတသနာတခုရှိသေးတယ်ပြောတယ်မိမစကားခဏကတ်လိုက်ပါဦးခဏစဉ်းစားလိုက်ယတနာလေးမိမစကားနားထောင်တယ်နားမထောင်နဲ့မိမစကားတော့နားထောင်တင်တာဟုတ်ဆိုအထက်လူကြီးဆိုတော့မကောင်းတာတော့မခိုင်းဘူးပေါ့တသနာဖြစ်ပါတယ်ပြောတယ်နေပြီးတော့မိမစကားနားထောင်တယ်နားထောင်မိမဂိမ်းရှိဘူးမိမရှိခေါ်သွားမယ်ကြုံနေနေတာသူကနေပြီရုပ်ရပါဂိမ်းဆောင်မိမနိုင်အင်းထိုးလာရယ်မိမနိုင်အင်းထိုးလာရယ်အစ်စေးပဲမိမပြောသမျှအင်းပဲမိမနိုင်အင်းဟုတ်ပြီကြိုက်ပြီနန်းရုံမှာဘယ်နာမှထိုးအောင်မလဲလို့အင်းပဲလားအင်းပဲခုဆိုရင်တော့ဒီဟာတွေကကျွန်တော်တို့ပဲစာအုပ်တွေထဲမှာမတင်ဘူးပဲပါဘူး။ကျောင်းမှာလည်းဒါမျိုးတွေကျွန်တော်တင်ယူမခဲ့ရဘူး။အဲ့တော့ကျွန်တော်ရဲ့ပညာရေးစစ်စတန်အရန်ကိုပဲအားနည်းချက်တွေရှိတယ်။အဲ့တော့အခုတင်လိုက်တဲ့ဒသနာတွေမှာဒသနာတွေနဲ့ပတ်သက်ပြီးဘဝမှာအများကြီးသုံးချဖို့လိုရတယ်။ဘဝမှာဖြတ်သန်းမဲ့အကြောင်းအရာတွေဖြစ်လို့လဲတင်အောင်တင်ရမယ်။တင်ရုံညှိုးနဲ့မှထည့်ရမယ်။ဟုတ်ကဲ့ပါ။မပညာရေးဝန်ကြီးဖြစ်ရင်ဒီဟာတွေကိုကျွန်တော်တို့ဒီအချိန်ကန်တင်ရုံညှိုးနဲ့မှထည့်ဖို့အစီအစဉ်ရှိပြီ။ထည့်မှာမလေး။အရွယ်ရောက်လာပြီးတဲ့လူတွေတင်ဖို့ဒါဟိုမပူက version 1အနေနဲ့သူကထုတ်သွားတာပြီးရင်သူသမီးလေးကြရင် version 2ထပ်ပေးမှာအကြိုင်းအနေနဲ့ပတ်စံမကိုင်းပါနဲ့ပစီတက်တယ်မိမကိုပဲပေးကင်တာပါကိုတုံးချင်းကကိုလုံးကြီးကကိုလုတ်ပြီးသွားရင်မိမကိုခေါင်းတင်လိုက်တာဒါပါပဲမိမဆက်လိုက်မယ်ကျွေးတင်မိမဆက်လိုက်ဒါပဲတသနာလေးတွေကောင်းပါတယ်တသနာလေးကောင်းပါတယ်ဒါတော့အသီးပွင့်လေးတွေပါတသနာလေးတွေအသီးပွင့်လေးတွေအသီးပွင့်လေးပါဖြစ်နေအသီးပွင့်လေးတွေတသနာလေးတွေအသီးပွင့်လေးမအသီးပွင့်တရားအသီးပွင့်တရားအဲ့အသီးပွင့်လေးကိုမေးလာပါပြောနေလဲဒီမှာ